Hello ဒီတပတ်တောက်ကြနေမှာ Treasure တို့ရန်ကုန်တိတ်ဆန်ဦးရင်ကိုလဲပတ်ခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ဒါက Treasure လေးရဲ့ပထမဦးဆုံး zoo ကိုသွားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ဒါတော့ပထမဆုံးတွေ့ရတာရေမြင်းလေးဖြစ်ပါတယ်။ဒါလေးကတော့ဖြန်လေးပါဒုတိယကောင်လေးကတော့ဒါကတော့ဖြန်လေးဖြစ်ပါတယ်။ဒါက Treasure လေးပထမဆုံးတွေ့ဘူးတဲ့တိတ်ဆန်လေးတွေဖြစ်ပါတယ်။ဒါလေးကတော့တိရစ္ဆာန်ဥယျာဉ်တွေကိုပတ်ဖို့အတွက် ferry ကားလေးကိုစောင့်နေရင်းနဲ့ဘိုက်စာလို့ပြောင်းမှုပုတ်စားပြီးတော့ကားလေးစောင့်နေတာဖြစ်ပါတယ်။ဒါကတိရစ္ဆာန်ဥယျာဉ်ထဲမှာရှိတဲ့ပြိုင်းလေးပါ။ဒါလေးကတော့ treasure လေးတစ်နှစ်နဲ့တစ်လကိုလမ်းစရှောင်နေတာဖြစ်ပါတယ်။အခုတော့စောင့်နေတဲ့ ferry ကားလေးလည်းရပြီဆိုတော့တိရစ္ဆာန်ဥယျာဉ်တွေကို ferry ကားလေးနဲ့ပတ်ပြီးတော့ treasure လေးကိုတိရစ္ဆာန်တွေကိုလိုက်ပြမှာဖြစ်ပါတယ်။ treasure လေးနဲ့တူတူလိုက်ကြည့်ပေးကြပါဦးနော်။ဒီပတ်တောက်ကြနေမှာ picnic ထွက်တဲ့ကျောင်းသားလေးတွေလည်းအများကြီးတွေ့ခဲ့တယ်။အခုတော့ကားလေးစီးပြီးပထမဆုံးတွေ့ရတာတော့ဝဝင်လေးဖြစ်ပါတယ်။ဒုတိယကောင်လေးကတော့ကြံ့လေးဖြစ်ပါတယ်။ဒီကောင်လေးတွေကတော့တမင်လေးတွေဖြစ်ပါတယ်။ဒါလေးကတော့ treasure လေးရဲ့ first time တိရစ္ဆာန်လေးတွေကိုအစာကျွေးတာဖြစ်ပါတယ်။နောက်ထပ်ပြီးတွေ့ရမယ့်အကောင်လေးကတော့မိချောင်းဖြစ်ပါတယ်။ဒါလေးကတော့ယုံလေးဖြစ်ပါတယ်။ treasure လေးကပထမဆုံးယုံလေးကိုစမြင်မှုဖြစ်ပါတယ်။ဒါလေးတွေကတော့ကျောင်းနေရာနေပြီးတော့လိုက်ဖို့လဲ short trip ထွက်တဲ့ကလေးတွေဖြစ်ပါတယ်ရှင်။ဒါလေးကတော့ကြားလေးနေတူဖြစ်ပါတယ်။ဒါကတော့ချစ်တင်မလေးဖြစ်ပါတယ်ရှင်။ဒါလေးကတော့ဘာကီစီရတာကိုသိပြောနေတဲ့ treasure လေးဖြစ်ပါတယ်။အခုမြင်တွေ့ရမယ့်အကောင်လေးကတော့နနောက်ဖြစ်ပါတယ်။နနောက်တို့တော့ဝက်တို့ကခန်းလျှောက်ပြီးသွားတဲ့လူဆိုရှင်တော့တိတ်မရောက်တဲ့နေရာလေးတွေပေါ့နော်။ဒါကတော့အခု ferry လေးနဲ့ကြတော့သူတို့နေရာလေးရောက်ခဲ့တာဖြစ်ပါတယ်။ဒီကောင်လေးတွေကတော့မြင်းကြားလေးဖြစ်ပါတယ်။ဒါလေးကတော့ကြားလေးကိုတွေ့လို့ကိုယ်လေးသွားကြည့်တာကို treasure လေးလည်းတွေ့ရောကြားလေးကအိမ်ထဲပြေးဝင်သွားတာဖြစ်ပါတယ်။ကာကြားရဘယ်လိုလဲဒါလေးကတော့ချက်တွေလေးဖြစ်ပါတယ်။ချက်တွေလေးကိုသူမြင်နေဆိုတဲ့အကြောင်းလဲလက်ညှိုးထိုးပြီးတော့ပြလိုက်သေးတယ်။တန်ကြားလို့တူတော်ပေါ်ပြေးတတ်ပါတယ်ဒီမှာဖရှာရီတတာဘိုင်ဘိုင်ဒီမှာပြလိုက်ဒါလေးကတော့တမင်လေးဖြစ်ပါတယ်တမင်လေးတွေကအများကြီးပဲကို treasure လေးတွေ့တော့အရန်ကိုသဘောကျနေတာဖြစ်ပါတယ်ဒါလေးကတော့နောက်ဆုံးမြင်တွေ့ရမယ်ဆင်လေးတွေဖြစ်ပါတယ်ရှင်။စီးတွေကအကြီးတွေဆိုတော့ treasure လေးကပထမဆုံးတွေ့ဘူးပါဆိုတော့သဘောတွေလည်းကျနေပါတယ်။ဆင်လေးတွေအတွက်ငှက်ပြောသီးတွေအဝကျွေးခဲ့ပါရှင်။နောက်ထပ်တွေ့ရမယ်ဆင်လေးကတော့ဖွားဖွားကြီးမူမူဖြစ်ပါတယ်ရှင်။ဖွားဖွားကြီးမူမူလက်ကလေးမြောက်ပြီးတော့ကခိုင်းလိုက်ပါတယ်။ treasure လေးကအပီပီတက်တာကြီးပြပြီးတော့ပျော့နေရပါ။ပြီးတော့မမိုကြီးအော်ပါအောင်ဆိုပြီးတော့လည်းအော်ခိုင်းခဲ့ပါသေးတယ်ကဲနောက်ဆုံးတော့ treasure လေးကမမိုအပီပြင်တက်တာကြီးပြခဲ့ပါသေးရဲ့ရှင်ကဲဒါလေးကတော့ treasure လေးရဲ့ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကိုလက်ပတ်ခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဗီဒီယိုကိုဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်